ကျမတို့သက်တာထဲမှာဆင်းရဲတဲ့ချိန်လိုအပ်ချက်တွေရှိတဲ့အချိန်မှာကျမတို့ဘာကိုတတိယတတ်ကြလဲဒါဝိဒ်ကတော့ဖယားသခင်ကိုသူတတိယရတယ်ကျမတို့ကအခက်ခဲတွေကြုံရတဲ့အခါမှာကိုယ့်အနေကိုပဲဖြည့်ရှင်းဖို့စ조사တာပုံများတာဖြစ်တယ်ဒီထဲမှာအခက်ခဲကြုံနေရတဲ့ညီကိုမောင်မတွေတင်းရဲ့အခက်ခဲတွေကိုဖြည့်ရှင်းဖို့ရန်အတွက်တင်းဟာတင်မဲ့စ조사နေလားတင်းတဲ့စ조사တဲ့အခါမှာလဲနီးလမ်းမရှိတော့လို့စိတ်တက်ကြနေသလားမိတ်ဆွေကိုဒီနေ့ဖယားခင်စကားပြောနေတာဖြစ်တယ်ဖယားခင်မိတ်ဆွေကိုစကားပြောနေဒီနေ့ဒါဝိဒ်လိုနှိမ်ချရအောင်ဒါဝိဒ်လိုမျိုးကိုရောကိုကျွန်တော်အောက်မေ့ပါတယ်ကျွန်တော်မှအားလုံးပြည့်စုံနေလဲကျွန်တော်မှဖြည့်ရှင်းမှုအခြေအနေတွေရှိနေရင်လဲကုညီပေးမဲ့လူတွေရှိနေရင်လဲအစင်ပြေတဲ့အလုပ်တွေရှိနေရင်လဲကိုရောကိုကျွန်တော်အောက်မေ့ပါတယ်ဆိုတော့နှိမ်ချတဲ့နှလုံးသားကျမတို့မှာရှိဖို့လိုတာဖြစ်တယ်ဒီနေ့ကျမတို့ဟာစိတ်နှလုံးနှိမ်ချတယ်ဆိုရင်ဖယားသခင်တန်ကနေလာတဲ့ကြွယ်ဝတဲ့ကောင်းချီးမင်္ဂလာကိုကျမတို့ဟာခံစားရမှာဖြစ်တယ်ဒါဝိဒ်ကဘာပြောလဲဆိုလူတွေကမြင်းနေယထာတွေကိုချီးမွမ်းတယ်ငါရဲ့ရန်သူတွေကမြင်းနေယထာတွေကိုချီးမွမ်းမယ်ငါနဲ့ငါရဲ့လူတွေကတော့ထာဝရဘုရားပေါ်မှာပဲချီးမွမ်းမယ်ထာဝရဘုရားရဲ့အထဲမှာပဲငါတို့ဝါကြွားမယ်ငါကိုငါအမကိုဘူးငါပိုင်ဆိုင်တဲ့မြင်းနေငါပိုင်ဆိုင်တဲ့ယထာတွေငါအမကိုငါဘုရားခင်ကိုပဲအားကိုးမယ်အတိတ်ဘက်ကဘာလဲသူ့ရဲ့ဘဝမှာဘုရားသခင်ကသူ့ရဲ့အရင်မြင့်လို့သူမြင်နေခြင်းဖြစ်တယ်တဲ့မိတ်ဆွေတဲ့ရဲ့အရင်မြစ်ကဖျားခင်ဖြစ်ရလားအမတဲ့ရဲ့အရင်မြစ်ကဘာလဲတဲ့ရဲ့အလုံးလားတဲ့ရဲ့အရင်မြစ်ကဘာလဲတဲ့ရဲ့ပတ်စံလားတဲ့ရဲ့အသက်တာထဲမှာအားလုံးရှိပြီးဖျားမရှိဘာမှမရှိဘူးတဲ့ဘဝသက်တာထဲမှာဖျားသခင်ကသာတကယ်အရေးကြီးတဲ့သူမှန်နေဆိုရင်တဲ့ဘဝမှာအားလုံးရှိပြီးဖျားမရှိသေးဘူးဆိုရင်ဘာမှမရှိသေးဘူးအဲ့ဒီနှိမ်ချတဲ့နှလုံးသားကဘယ်နေရာကပဲရနိုင်မလဲဆိုထိုကဲ့သို့နှလုံးသားမျိုးကိုတော့အားလုံးရှိပြီးကိုတော့မရှိဘူးဆိုရင်ကျွန်တော်မှာဘာမှမရှိဘူးဖယားရဲ့ရှေ့မှာအားလုံးပြည့်စုံပြီးငါဘာမှမလိုတော့ဘူးဆိုတဲ့လူတွေဟာဖယားရဲ့ရှေ့မှာတနာစရာဖြစ်တယ်ငါဘဝမှာအားလုံးရှိနေပြီးငါဖယားကိုမလိုပါဘူးငါဘဝမှာအားလုံးရှိနေပြီငါလောက်ဆူတောင်းစရာမလိုပါဘူးငါဘဝမှာအားလုံးရှိနေပြီအဲ့လောက်ကြီးဖယားနဲ့ပတ်သက်ပြီးတက်ကြွစရာမလိုပါဘူးဆိုလူတွေကဖယားကရှေ့မှောက်မှာဖြစ်တယ်တနာစရာကောင်းတဲ့သူတွေဖြစ်တယ်စေးရတဲ့သူတွေဖြစ်တယ်ဝိညာဉ်မျက်စိကန်းတဲ့သူတွေဖြစ်တယ်လောကကိုကြည့်ပြီးတော့မဝါကြွားပါနဲ့မိမရှိနေတဲ့အရာတွေကိုကြည့်ပြီးတော့ဂုဏ်မယူနေပါနဲ့ဒီနေ့သင်ဖယားကိုလိုတဲ့သူဖြစ်သေးလားဆိုတဲ့အရာကိုစဉ်းချင်ပါHow much are you hungry for God? သင်ဖယားကိုဘယ်လောက်ထိစာငတ်သေးလဲအဲ့ဒါသင်ရဲ့ချမ်းသာခြင်းဖြစ်တယ်ဖယားခင်ကိုသင်ဘယ်လောက်ထိလိုချင်သေးလဲအဲ့ဒါကသင်ရဲ့ကြွယ်ဝခြင်းဖြစ်တယ်ဒီထဲမှာထိုင်နေဘယ်နေရောက်ကကြွယ်ဝနေလဲအာယုန်နဲ့ကောင်းနေတယ်လို့အလကားသုံးလို့ရတယ်ပစ္စည်းတွေအကုန်အလကားသုံးလို့ရဒါဝိဒ်ကပြောတယ်မဟုတ်ထာဝရဘုရားကငါရစ်ပူဇော်တဲ့အခါမှာငါအဖိုးမပေးဘဲနဲ့မပူဇော်လို့ဖယားသခင်ကောင်းကြီးပေးလာရင်အဲ့ဒီကောင်းကြီးတွေနဲ့မရင်မှုသွားပါနဲ့ကောင်းကြီးပေးတဲ့အရှင်နဲ့တွားဖို့ရတဲ့ဆန္ဒရှိကောင်းကြီးပေးတဲ့အရှင်ကိုအရာခတ်သိမ်းထက်တန်ဖိုးထားပါမိတ်ဆွေခုကြည့်ရှုနေတာ DUMC အသင်းတော်ရဲ့တရားဟောချက်များပဲဖြစ်ပါတယ်မိတ်ဆွေကမလေးရှားနိုင်ငံမှာနေထိုင်နေဆိုရင်ဒါမှမဟုတ်မလေးရှားကိုအလဲပတ်ဖြစ်ရောက်ရှိနေတယ်ဆိုရင် DUMC အသင်းတော်ရဲ့ဝတ်ပြုကိုယ်ွယ်ခြင်းအစီအစဉ်မှာလာရောက်ပါဝင်ပါလို့ယေရှုနာမနဲ့ဖိတ်ခေါ်လိုပါတယ်အပတ်စဉ်တနင်္ဂနွေနေ့လေ3နာရီခွဲနဲ့အင်္ဂါနေ့ည7နာရီခွဲတိုင်းမှာဝတ်ပြုကိုယ်ွယ်ခြင်းအစီအစဉ်ရှိပါတယ်အတူတကွလာရောက်ပါဝင်ပါလို့နှွေးထွေးစွာနဲ့ကြိုးဆိုကြပါတယ်